2013 ခုနှစ်စက်တင်ဘာလ21ရက်ဓမ္မပညာသင်တန်းရက်တူအမှတ်စဉ်နှစ်သုတ်တန္တအနှစ်ချုပ်ဘာသာရပ်မဟာသတိပဋ္ဌာန်သုတ်မစ္စည်းမနိကာယေမဟာသတိပဋ္ဌာန်သုတ်တံလို့ခေါင်းစဉ်မှာမစ္စည်းမနိကေမှာမဟာသတိပဋ္ဌာန်သုတ်ဆိုဒီကနိကေမှာလည်းပဲမဟာသတိပဋ္ဌာန်သုတ်ရှိတယ်ဒီဟာကတော့မစ္စည်းမနိကေကနေထုတ်ထားတာတူပါပဲရှင်းတော့ကတော့စာပေကိုတာဝန်ခွဲခြားပြီးတော့နှုတ်တဲ့ဆောင်တဲ့ခေတ်မှာသူကဘယ်အပိုင်းသူကဘယ်အပိုင်းဆိုပြီးတော့ခွဲဝေသတ်မှတ်ပြီးတော့စာပေတွေမပြောက်ပြက်အောင်ထိန်းသိမ်းဆောက်ရှောက်ခဲ့ကြတာ oral tradition လို့ခေါ်တဲ့အတိုင်းနှုတ်တဲ့ဆောင်တဲ့ခေတ်စာအုပ်နဲ့မှတ်ထားတဲ့ခေတ်မဟုတ်ဘူးအဲ့ဒီခေတ်တုန်းကနိကေ9ရပ်လို့ခေါ်ရတဲ့မယ်ဒီကနိကေမစ္စည်းမနိကေတန်ယုတ္တနိကေအင်္ဂုတ္တရနိကေကျန်တာတွေအလုံးပေါင်းပြီးခொဒ္ဓကနိကေလို့နိကာယဆိုတဲ့စကားလုံးနဲ့သုံးနိကာယဆိုတာ collection မှာ collection ဆိုစုထားတာမျိုးတူရတွေကိုစုထားတာအဲစုထားတာနဲ့ပြောမယ်ဆိုရင်နိကေ5မျိုးလို့ခေါ်တာပေါ့နိကေ9ရပ်အဲ့ဒီနိကေ9ရပ်လို့ပြောလို့ရှိရင်လည်းဖះဟောတဲ့တရားတွေအကုန်ခြုံပြီးတော့ပြောတာပဲပိဋကတ်3ပုံလို့ပြောရင်လည်းခြုံပြောတာပဲပိဋကတ်3ပုံဆိုတာလည်းအကုန်ပဲနိကေ9ရပ်ဆိုတာလည်းအကုန်ပဲပိဋကတ်3ပုံကတခြားနိကေ9ရပ်ကတခြားဒီလိုမဟုတ်ဘူးအခေါ်တစ်ခုစီခေါ်ပေးထားတာပိဋကတ်လို့ပြောခြင်းရင်3မျိုးပြောရမယ်ခွဲပြီးတော့နိကေလို့ပြောရင်5မျိုးခွဲပြောတယ်ဓမ္မခန္ဓာလို့ပြောလို့ရှိရင် 84,000 နဲ့ပြောတယ်ဒီတရားတွေပဲအကုန်လုံးနော်ဒါကြောင့်မို့တချို့သုတ်တန်တွေကနိကာယတစ်ခုထဲမှာပါပြီမဲ့နောက်နိကာယတစ်ခုတွေမှာလည်းပဲပါတတ်တယ်ဘာဖြစ်လို့ဒီလိုထပ်ပါနေရတာတော့ဆိုဒီကနိကာယကိုတောင်းဝန်ယူတဲ့ပုဂ္ဂိုလ်တွေကမဟာသတိပဋ္ဌာန်သုတ်ကိုသူတို့လည်းမှတ်သားခြင်းလို့သူတို့ထဲလည်းထည့်ထားတယ်မစ္စည်းမနိကာယကြက်မှတ်ပြီးတော့မစ္စည်းမနိကာယကိုတောင်းဝန်ယူခြင်းတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့ထဲမှာထက်မှတ်ပြီးတော့ထားတယ်ဒါကြောင့်မို့ဒီသုတ်တန်ကအရေးကြီးတာဖြစ်သောကြောင့်ဒီကနိကေမစ္စည်းမနိကေဆိုတဲ့ဒီအရေးကြီးတဲ့နိကာယကြီးနှစ်ခုလုံးမှာပဲမဟာသတိပဋ္ဌာန်သုတ်ကိုထည့်သွင်းပြီးတော့မှတ်တမ်းတင်ထားတာလို့ဒီလိုဆိုတာပေါ့နော်စာအုပ်ရှိနေတဲ့ခေတ်ကြတော့တခုတည်းပါရင်လည်းပြီးတာပါပဲဒါမို့ပိဋကတ်3ပုံကိုပြန်ပြီးတော့ဒီကနေ့ခေတ်မှာပြင်ဆင်ပြီးတော့ချုံးပြီးတော့ရိုက်လိုက်မယ်ဆိုရင်တော့စာအုပ်တွေတော်တော်ယော့သွားနိုင်တယ်ပေါ့ယော့သွားတယ်ထပ်တူတွေလာနေတာတွေအများကြီးပဲအဲ့ဒီထပ်တူလာနေတာကိုရှေးဟောင်းပုံစံအတိုင်းမပြင်မဲနဲ့ဒီတိုင်းထားတာမပြင်မဲထားခြင်းအပြင်လဲတနည်းအားဖြင့်တော့ဒီကဲတစ်ခုကိုလေးလာလို့ရှိရင်ကျန်တာလဲလေးလာပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့စာမျက်နှာအပြင်ခြုံလိုက်မယ်ဆိုလို့ရှိရင်ထပ်နေတာတွေကိုပြန်ခြုံလိုက်လို့ရတယ်ရလို့ရှိရင်တော့ခုစာမျက်နှာပေါင်း 4,000 ကျော်လားရှိမဲ့ထင်တယ်အားလုံး 4,000 ကျော် 5,000 လောက်ရှိမဲ့ထဲကပြန်ခြုံလိုက်လို့ရှိရင်တော့တောင်းကနန်းနီးလောက်တော့ရော့သွားနိုင်တယ်ပေါ့အများကြီးတော့မရော့မတူထူးခြားချက်ကလေးတွေကပါနေတတ်တယ်ပေါ့ထူးတာလေးတွေပါနေတယ်အခုကမစ္စည်းမနိကေကနေထုတ်ထားတဲ့မဟာသတိပဋ္ဌာန်သုတ်ကိုစတင်ပြီးတော့သင်ယူကြရမယ်လေ့လာကြရမယ်ပေါ့အဲ့တော့ပါဠိလိုရေးထားတာဆိုတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဒီမှာမှတ်တမ်းတင်ထားတာအဲ့မြတ်စွာဘုရားဟောတဲ့အတိုင်းဆိုတော့တချို့ကစဉ်းစားကောင်းစဉ်းစားလိုက်ပဲဘုရားဟောတော့ကဒီအတန်နဲ့လားဒီစကားလုံးနဲ့လားဆိုတာဒါတော့ပြောလို့မရဘူး
ကန်းခေတ်ကလူတွေတောင်မှပဲကိုဖျားလက်ထက်မပြောနဲ့နှစ်တစ်ထောင်လောက်ရှိတဲ့ပကန်းခေတ်ကလူတွေနဲ့ခဏခေတ်လူတွေဟာအတန်လဲပြောင်းသွားတယ်နော်ထပ်တူညီများဆိုတော့မဖြစ်နိုင်ဘူးဘာတူတုံးဆိုမီးနင်းတော့တူတယ်အထိပ္ပယ်တူတယ်လို့ပဲဒီလိုမှတ်ဒီစကလုံးပဲသို့တော့ဖတ်တဲ့အတန်ကွဲချင်းကွဲတော့နည်းနည်းပါးပါးကွဲလွဲမှုကတော့ရှိနိုင်တယ်ဒီအတိုင်းအတိအကျကြီးလို့တော့ဘယ်လိုပြောလို့ရမြန်မာတွေကဖတ်တာမဟာတတိပဋ္ဌာနသုတ်တလို့ဖတ်တယ်တခြားဗုဒ္ဓဘာသာနိုင်ငံတွေတီဟိုတို့ထိုင်းတို့ကမ္ဘောဒီးယားတို့ဒီနာထေရဝါဒဗုဒ္ဓဘာသာတွေအလုံးဒီသုတ်တံကိုဖတ်တဲ့ပုဂ္ဂိုလ်တွေကမဟာစတိပဋ္ဌာနလို့ဒီလိုဖတ်တယ်စတိလို့ဖတ်တယ်တတိမဟုတ်တခါမဟာယာနဂိုင်းလို့ခေါ်တဲ့တရုတ်ပြည်တို့ဗီယက်နမ်တို့ကိုရီးယားတို့မှာထွန်းကားတဲ့အဲ့ဒီမဟာယာနတွေမှာလည်းဒီမဟာတတိပဋ္ဌာန်သုတ်ရှိတယ်သူတို့ကြတော့ဘယ်လိုရေးတုံဘယ်လိုဖတ်တုံဆိုမဟာစတုပဋ္ဌာနာလို့ဖတ်တယ်စတုပဋ္ဌာနာတတိဥပဋ္ဌာနာဆိုတဲ့အဓိပ္ပာယ်မဟာစတုပဋ္ဌာနာတတိပဋ္ဌာနာမဟုတ်စတုပဋ္ဌာနာ student ဆိုတဲ့အတန်မျိုးပေါ့မဟာစတုပဋ္ဌာနာအဲ့တော့သူတို့စီမှာလည်းရှိတယ်မဟာယာနဂိုင်းမှာလည်းပဲဒီတတိပဋ္ဌာနာတွေရှိတယ်ဆန်စကရစ်နဲ့သူတို့ကတော့ရှိတယ်ပါဠိဘာသာနဲ့မဟုတ်သို့တော့ပါဠိဘာသာနဲ့တက္ကရာဘာသာအလွန်နှိစက်တယ်နည်းနည်းပါးပါးပဲကွဲလွဲမှုရှိတယ်အဓိပ္ပာယ်အဖြစ်ကတော့ဒီအဓိပ္ပာယ်တွေကြီးပဲအကုန်လုံးအရေးကြီးတာရှင်သာရိပုတ္တရာကပြောခဲ့ဘူးတယ်ရှင်သာရိပုတ္တရာကအထေနေဝမေအထောတဲ့သူမင်းင်းကိုပဲလိုချင်တယ်အဓိပ္ပာယ်ကိုပဲလိုချင်တယ်နော်စကားလုံးဆိုတာအရေးကြီးဘူးလို့သူနားလည်ဖို့အတွက်ပြောတာဒါတရားဖြန့်ပြဖို့ကြတော့စကားလုံးလည်းအရေးကြီးတယ်လို့မှတ်ရရှင်သာရိပုတ္တရာကရှင်အတ္တစီနဲ့တွေ့တဲ့အခါမှာဘယ်လိုပြောတော့ဆိုရှင်အတ္တစီကသူခုမှသာသနာပေါင်းရောက်တာမကြသေးဘူးတဲ့ဘယ်ကြောင်မလို့တစ်နှစ်နှစ်ပဲရှိသေးတာဟုတ်သူကတစ်နှစ်ကြော်လေးပဲရှိသေးတာအဲကြောင့်မို့အကျယ်တဝင်းရှင်းမပြနိုင်ဘူးတဲ့မြတ်စွာဘုရားရဲ့အယူဝါဒအဆုံးပါကိုအကျယ်တဝင်းရှင်းမပြနိုင်ဘူးသစ္စာလေးပါးကိုပဲအတူတူရှင်းပြတယ်အဲ့လိုပြောမယ်ဆိုတော့ကသူပြောတာသူသာသနာတဲ့ဝင်လာကသာရှိသေးတယ်တဲ့မကျွမ်းကျင်သေးဘူးတဲ့ဒါယဟန္တာကြီးကပြောတာနော်ခုကယဟန္တာမဖြစ်သေးပေမဲ့လို့ကျွမ်းကျင်တယ်ကြီးပဲထင်နေတာခက်တာနော်ယဟန္တာပုဂ္ဂိုလ်ကြီးရတောင်မှပဲသူမကျွမ်းကျင်သေးဘူးတဲ့ခုမှရောက်ခါရှိသေးတယ်တဲ့အများကြီးမသိဘူးတဲ့အဓိပ္ပာယ်တော့ပြောပြမယ်တဲ့ဆိုရှင်သာရိပုတ္တရာကပြန်ပြောတာရှင်သာရိပုတ္တရာအလောင်းပေါ့ဥပဒိတပြိဖက်ကအထေနေဝမေအထောသူအဓိပ္ပာယ်ပဲလိုချင်ပါတယ်တဲ့ကိဉ္ကာဟတိပြင်းစနံဘဟုစကလုံးတွေအများကြီးဘာလို့မှလဲပေါ့အဓိပ္ပာယ်လေးပဲလိုချင်ပါတယ်မြတ်စွာဘုရားသင်တဲ့အနှစ်ချုပ်အဓိပ္ပာယ်လေးသူသိချင်တယ်အဲ့အဓိပ္ပာယ်ပဲစကလုံးတွေအများကြီးမကြက်မှတ်ချင်ဘူးသိစရာမလိုအဓိပ္ပာယ်လေးပြောလိုက်ရင်သူနားလဲတယ်ပေါ့ဒီအဓိပ္ပာယ်ကိုပြောတာနော်အထေနေဝမေအထောကိဉ္ကာဟတိပြင်းစနံဘဟုပြင်းစနံဘဟုကိဉ္ကာဟတိwhat will be used တော့ဘာလို့မှလဲဆိုအဓိပ္ပာယ်ပြောပဲเนาะကိဉ္ကာတိစကလုံးတွေအများကြီးသုံးနေတာဘာလို့မှလဲအသုံးမဝင်ဘူးအဓိပ္ပာယ်အရေးကြီးတယ်ဆိုအဲ့ဒါကြောင့်မလို့ဒီမှာအဓိပ္ပာယ်ကတော့မပြောင်းဘူးလို့ဒီလိုမှစကလုံးတော့ပြောင်းရင်ပြောင်းမယ်ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1600ကပြောခဲ့တဲ့စကားအတန်ဟာဒီကနေ့နဲ့တထပ်သေးဆိုတာဘယ်လိုမှဖြစ်နိုင်ပကန်းခေတ်ကလူတွေကကြောင်းကိုကလောင်းလို့ဆိုတာသူတို့ရေးထားတဲ့ကြောက်စာတွေထဲကြည့်လိုက်မယ်ဆိုရင်ကြောင်းကကလောင်းတယ်ရွေ့ဆိုတာရူရယ်ခဏခေတ်နဲ့ကွာသွားပြီလေကွာသွားပြီကွာသွားတော့ဖះလက်ထက်ကဒီအတန်မဲလားလို့အတိအကျဒီလိုပြောလို့မရအဲ့တော့သို့တော့နိစ္စတယ်လို့ပဲပြောအောင်အခုဗမာရီတတိပဌံသုတ်ရွတ်တာနဲ့တီဟိုကတတိပဌံသုတ်ရွတ်တာနားထောင်ကြည့်မတူဘူးသို့တော့အဓိပ္ပာယ်တူတူပဲအတန်တွယ်လေးတွေခွာတယ်တန်တွယ်လေးတွေခွာတယ်ဒါပါဠိစကားမှာဒီလိုပြောင်းတာလားလို့ဆိုဘယ်ဟုတ်မလဲ
အင်္ဂလိပ်မှာလည်းပဲဒီအင်္ဂလိပ်စကားလုံးတွေလည်းအများကြီးပြောင်းလာရှင်းတော့ဆိုလို့ရှင်ဒီအခုအင်္ဂလိပ်ခေတ်သစ်အင်္ဂလိပ်စကားလုံးမှာ singular လို့တဲ့ u ကြီးပဲသုံးတာလေရှင်းအင်္ဂလိပ်စာကြ down ဆိုတာရှိတယ်ခုဘယ်သူမှမသုံးတော့သို့တော်ကြပြားတွေမှာပဲသုံးတော့ down art နော်ခုကတော့ you are ပဲသုံးမှာ you နောက်ကတော့ are ရွယ် you is မရှိဘူးတယောက်တည်းလဲ you are ပဲနော် singular ဒါဘာသာစကားရဲ့ပြောင်းလဲမှုလို့ခေါ်တယ်အဲ့တော့မြန်မာပြည်မှာလည်းဒီလိုပြောင်းနေတာတွေရှိတယ်ပြောင်းနေတာတွေတချို့ပြောင်းတာကြတော့ဟိုမသိလို့ပြောင်းသွားတာမျိုးကြတော့မကောင်းဘူးပေါ့စကားလုံးအတန်တွဲတွေစွဲတယ်နဲ့ဆွဲတယ်အခုခေတ်လူတွေမှာတော်တော်များများဟိုမကွဲတော့စာလုံးဝါဆွဲလာစာလိန်ဝါဆွဲလာကွဲအောင်မဆိုးနော်ဆွဲမြဲမြဲအထုတ်တယ်ဆွဲကင်တယ်စာလိန်တန်မပြီးဘူးဆွဲကင်တယ်ဖြစ်သွားတယ်ဆွဲဆိုပြီးတော့အဲ့လိုတွေဖြစ်နေတချို့ဟာတွေမှာဟိုပြောင်းလဲမှုတွေကကွဲပြားခြားနားမှုကိုပြပြားစေတဲ့ပြောင်းလဲမှုတွေလည်းရှိတယ်သို့တော်လည်းအမှားကြအမှန်ဖြစ်ဆိုလို့နောက်ပိုင်းကျတော့ဒါတွေပဲအမှန်ဖြစ်သွားတော့မှာပဲနော်ဒီလိုပဲဖြစ်သွားတာဒါကစကလုံးဆိုတာအများလက်ခံထားပြီးလို့ရှိရင်တော့ညင်းဖို့တော့သိအကြောင်းမရှိတော့ညင်းဖို့သိအကြောင်းမရှိဘူးစကလုံးဆိုတာအမှန်တရားမှမဟုတ်တာလူတွေအများစုအသုံးပြုတာကိုပဲ common ဖြစ်ဖို့ပဲအရေးကြီးတာပေါ့အများစုကဒါလို့နားလည်နေရင်ပြီးတာအငင်းပွားဖို့တော့မဟုတ်ပါဘူးအလုံးကသူ့ဟာမှန်တယ်ငါ့ဟာမှန်တယ်ပြောစရာမရှိဘူးအဲ့တော့ပကံခိကအတန်လေးတောင်မှအခုပြောင်းသေးတာဆိုတော့ဘုရားဟောတော့ကဒီတိုင်းပဲလားလို့တော့စဉ်းစားမနေနဲ့မတူဘူးလို့ပဲပြောမှာပဲနော်မတူဘူးဆိုရင်အဓိပ္ပာယ်တွေလွဲကုန်လားလို့ဆိုအဲ့လိုတော့မလွဲဘူးမလွဲနိုင်ဘာလို့ဆိုဒီစကားလုံးရဲ့အဓိပ္ပာယ်တွေကိုmeaning ကိုဘယ်သူကထိန်းထားတော့ဆိုထက္ကရာတွေကထိန်းပေးထားတယ်စကားလုံးတွေရဲ့အဓိပ္ပာယ်တွေကိုထိန်းထားတာတွေရှိတယ်ပါဠိမှာအဲ့တော့အဓိပ္ပာယ်တွေပြောင်းလဲသွားတာမရှိဘူးမရှိသည့်အတွက်ကြောင့်ယုံကြည်စိတ်ချရတဲ့ဘာသာစကားတစ်ခုဖြစ်တယ်နောက် Sanskrit နဲ့ရေးထားတဲ့ဟာတွေနဲ့ဒါတွေနဲ့များစွာကွဲလွဲမှုရှိလားမရှိဘူးကဘာအရရမှာမဟာသတိပဋ္ဌာန်တုတ်ကိုအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့လေ့လာနေကြတယ်ဒါပဲဘာသာပြန်သို့တော့ interpretation problem လို့ခေါ်တယ်ဒီအယူအဆရေးရာတော့ဒီဘာသာပြန်တဲ့ပြဿနာလေးတွေကတော့ရှိတယ်ကောက်ချက်ပေါ့လူတယောက်ကစကားလုံးတစ်လုံးကိုကြည့်ပြီးမှတ်ချက်ချတဲ့နေရာမှာတော့ကွဲပြားခြားနားမှုတွေရှိတယ်ဒါကတော့အဲ့ဒါကို interpretation problem လို့ခေါ်တယ်ဘာသာပြန်တာတယ်မဟုတ်ဘူးအဓိပ္ပာယ်ကောက်တာလွဲမှားတာဒါကတော့ဗမာပြည်ထဲမှာတည်းလည်းရှိတာဘယ်မှာပဲဖြစ်ရှိနိုင်ဒီပြဿနာစာရှိနေရှိမှာပဲလို့ပြောလူတွေရှိနေရှိမှာဒါလူကလုပ်တဲ့ပြဿနာပဲလေလူတွေမရှိတော့ရင်တော့မရှိတော့ပါဘူးဒီပြဿနာလူတွေကုန်မှပဲမရှိမှာเนาะဒါကိုလေးလာတဲ့လူတွေရှိနေသေးတယ်များတော့ဒီ interpretation problem ကတော့ရှိမှာပဲအဲ့တော့ဒီ problem ကိုဘယ်လိုဖြေရှင်းမလဲလို့ဆိုရင်ထိန်းညှိထားတဲ့ကျမ်းတွေရှိတယ်အဲ့ဒီကျမ်းတွေရဲ့အဓိပ္ပာယ်အတိုင်းယူဆအောင်ဒါကြောင့်မလို့သံဃာနာတင်ပြီးတော့ဒီညှိထားတယ်ဆိုတာအဓိပ္ပာယ်ရှင်းလင်းချက်နဲ့ညှိတယ်ဒါကဂဏိခေဥပဒေတွေတောင်မှပဲနိုင်ငံတော်ဆိုဒီမှာဆိုတာရှင်းလင်းချက်လောက်ရတယ်လေနိုင်ငံတော်လို့ဆိုလိုက်တာ ਨੇ ဘာပြောမှမသိဘူးလေကောက်ချင်အောင်ကောက်မှာပေါ့ interpretation အဲ့တော့တော့လောက်တယ်ဥပဒေဆိုဒီမှာနိုင်ငံတော်ဆိုဒီမှာဆိုတာလေဒါအထက်ကရာဆိုတာအဲ့ဒါမျိုးပဲစကားလုံးကို define လုပ်ပေးတာကန့်သတ်ပေးရတာဒါလူတွေရဲ့ language ဆိုတဲ့စကားလုံးရဲ့အားနည်းချက်လို့ပြောအားနည်းချက်အဓိပ္ပာယ်ကောက်လွဲနိုင်တာတွေပေါ့လေအဲ့ဒီအဓိပ္ပာယ်ကောက်မလွဲအောင်လို့ဒီရှင်းလင်းချက်တို့သတ်မှတ်ချက်တို့ဆိုတာလောက်ရတယ်အဲ့ဒီရှင်းလင်းချက်သတ်မှတ်ချက်တွေကဘယ်သူတွေတော့ဆိုအထက်ကရာတွေပဲအဲ့ဒါကြောင့်မလို့အထက်ကရာလည်းအမှန်တမ်းအရေးကြီးတယ်လို့ဒီစာပိုက်တွေရဲ့ဒါကစာသာကြောယူဖျားဟောတဲ့ကြောယူတန်တန်အနှစ်ချုပ်ထုတ်ထားတာအဲ့ဒါကိုအဓိပ္ပာယ်ရှင်းလင်းချက်စာတွေကအထက်ကရာလို့ခေါ်တယ်အဲ့ဒီအထက်ကရာတွေနဲ့ပေါင်းစပ်ပြီးတော့ဒါလေ့လာရတယ်
အနုဆိုလို့ရှိရင်မပြည့်စုံဘူးပေါ့နော်အဲ့တော့ဒီနေ့ကျမ်းရိုးလေးကိုအဓိကထားပြီးတော့မှတ်သားလေ့လာကြဖို့ပေါ့အဲ့ဒီမှာမဟာတတိပဋ္ဌာနာဆိုတဲ့စကားလုံးလေးကနေစကြည့်အောင်မဟာဆိုတာတော့ထားပါတော့တခြားတုတ်တန်တွေနဲ့စလို့ရှိရင်ကြီးမားတယ်ကျယ်ပြန့်တယ်ပေါ့ဒါကြောင့်မို့မဟာလို့တတ်ထားတာအဓိကကတော့တတိပဋ္ဌာနာအဲဒီတော့တတိပဋ္ဌာနာဆိုတဲ့စကားလုံးကိုဒီထုံးစံအတိုင်းအထက်ကရာဖွင့်ဆိုချက်အတိုင်းခွဲရင်တတိနဲ့ပဋ္ဌာနာနှစ်ပုဒ်ခွဲထားတယ်တတိရဲ့ပဋ္ဌာနာရဲ့အဲ့တော့တတိဆိုတာကအာယုံပေါ်မှာအာယုံနဲ့စိတ်ဆုံတွေ့နေခြင်းပဲအမှတ်ရနေခြင်းဗမာလိုဆိုရင်အမှတ်ရနေခြင်းတတိတရားပဋ္ဌာနာဆိုတာအာယုံပေါ်မှာဆွဲဆွဲမြဲမြဲတီးနေခြင်းအာယုံကိုအမှတ်ရနေတဲ့တတိဟာအာယုံပေါ်မှာဆွဲဆွဲမြဲမြဲတည်ရှိနေတယ်ပဋ္ဌာနာအဲ့တော့ဆွဲဆွဲမြဲမြဲတည်ရှိနေတာဘယ်သူတုံးဆိုရင်တတိပဲအမှတ်ရတာဘယ်သူတုံးဆိုရင်တတိပဲတတိကလည်းတတိကိုပဲပြောတယ်ပဋ္ဌာနာကလည်းတတိကိုပဲပြောတယ်ဒီနှစ်ပုဒ်လုံးဟာတတိတစ်ခုတည်းကိုပဲရည်ညွှန်းတယ်လို့ဒါကြောင့်မို့တတိပဋ္ဌာနာဆိုတဲ့စကားလုံးရဲ့တရားကိုဖော်တဲ့အခါမှာတတိတစ်မျိုးတည်းပဲပြောတယ်နော်တတိတစ်မျိုးတည်းပဲပြောတယ်ဒါကဒီထေရဝါဒမှာသုံးတဲ့တတိပဋ္ဌာနာဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ထေရတွေဖွင့်တဲ့တိုင်ပြောတာထိုပါဠိတော်တွေထဲမှာဒီတတိနဲ့တွဲပြီးတော့သုံးတဲ့စကားလုံးကိုပဋ္ဌာနာလို့မသုံးဘူးဥပဋ္ဌာနာလို့သုံးတယ်ဥလေးပါသေးတယ်ရှေ့တတိဥပဋ္ဌာနာသုတ်တန်တော်တော်များများမှာဥပဋ္ဌိတာတတိတတိဟာလည်းအာယုံပေါ်မှာကပ်ပြီးတော့တီးနေတယ်အာယုံပေါ်မှာဆွဲဆွဲမြဲမြဲတည်ရှိနေတယ်မှတ်ရနေတယ်ကွဲကွာမသွားပဲအမြဲမှတ်ရနေတယ်စိတ်နဲ့အာယုံဟာအမြဲတမ်းမှတ်မိနေမှတ်ရနေတယ်တွဲနေတယ်အဲ့ဒါဥပဋ္ဌာနာဥပဆိုတာအနိကဌာနတည်ရှိနေတာအာယုံပေါ်မှာဒီတတိလေးဟာကပ်ပြီးတော့တည်နေတယ်အာယုံနဲ့တွဲနေတယ်လို့ဆိုလို့တယ်မေ့သွားတဲ့အချိန်မရှိဘူးမေ့သွားတဲ့ခဏမရှိဘူးဒီအာယုံပေါ်မှာစိတ်ဟာဆွဲဆွဲမြဲမြဲရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပါဠိတော်တွေမှာအဲ့လိုဆိုတော့ဒီမဟာယာနကျမ်းစာတွေမှာကြည့်လိုက်စัจ jup ပဋ္ဌာနာလို့သူတို့သုံးတာဆိုတော့သူတို့ကြတော့ဘာသာပြန်ပုတ်ခွဲတဲ့အခါမှာတတိဥပဋ္ဌာနာလို့ဒီလိုခွဲရတယ်တတိနဲ့ဥပဋ္ဌာနာအဲ့ဒီလိုနှစ်ခုထားတယ်အဲ့ဒီစကားလုံးကပို့ပြီးတော့ရှင်းလင်းနေပေါ့စัจ jup ပဋ္ဌာနာဆိုတာတတိပဋ္ဌာနာဆိုတာကိုဒီတတိပဋ္ဌာနာလို့မဖြတ်ဖဲနဲ့တတိဥပဋ္ဌာနာလို့ဒီစကားလုံးကိုနှစ်ပုတ်ခွဲလို့လည်းရနိုင်တယ်ပေါ့နော်ဂရမနီးအရာတတိဥပဋ္ဌာနာလို့လုပ်ပြီးတော့လုပ်လို့လည်းရတယ်သို့တော့တတိဥပဋ္ဌာနာလို့ပုတ်ဖြတ်လို့ရှိရင်ဖြစ်နိုင်တာကတော့တတိဥပဋ္ဌာနာလို့ပဲဖြစ်သွားမယ်စတိဥပဋ္ဌာနာတတိဥပဋ္ဌာနာလို့ပဲဖြစ်သွားနိုင်တယ်ပေါ့သို့တော့အဲ့လိုမဖြစ်ဘဲနဲ့တတိပဋ္ဌာနာရှိနေတာကိုကြည့်ပြီးတော့ထက္ကရာဆရာကြီးတွေကဥပဋ္ဌာနာလို့ပုံမခွဲပဲနဲ့ပဋ္ဌာနာနဲ့ပဲခွဲထားတယ်ဒါကပပဲဖြစ်ဖြစ်ဥပပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးဟာ preface လို့ခေါ်တယ်နော်ရှေ့ဆက်စကားလုံးလေးတစ်ခုပဲအဲ့တော့ပဆိုတာလဲအနိကဥပဆိုတာလဲအနိကဆိုတဲ့အဓိပ္ပာယ်ရနိုင်တယ်ရနိုင်သည့်အတွက်ကြောင့်တတိပဋ္ဌာနာပဲဖြစ်ဖြစ်တတိဥပဋ္ဌာနာပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးဟာညင်းပွားစရာမရှိဘူးဒီစကားလုံးဟာတတိပဋ္ဌာန်ဆိုတဲ့စကားလုံးဟာဘာမှအငင်းပွားပဲမရှိဘူးသို့တော့နားလည်ရမှာတတိဆိုတာကအာယုံပေါ်မှာအမှတ်ရခြင်းပဋ္ဌာနာဆိုတာအာယုံပေါ်မှာဆွဲဆွဲမြဲမြဲတည်နေခြင်းဆိုတော့ဒီနှစ်ခုလုံးဒီတတိတစ်မျိုးတည်းကိုပဲဥတည်ပြီးတော့ပြောတယ်တတိကတစ်ခုပဋ္ဌာနာတစ်ခုအဓိပ္ပာယ်ကွဲပြားတာမရှိဘူးလို့ဆိုလို့တယ်တရားကိုကွဲပြားတာမရှိဘူးလို့ဒီလိုမှတ်ဒါကြောင့်မို့အထက်ကရာကြတော့သူကရှင်းတယ်ဘယ်လိုရှင်းပြတော့ဆိုတတိယေဝဥပဋ္ဌာနာတတိယေဝပဋ္ဌာနာတတိပဋ္ဌာနာလို့ဒီလိုရှင်းထားတာသူက
တတိတိပင်လင်ပဋ္ဌာနာအဲ့တော့တတိနဲ့ပဋ္ဌာနာအရာတူတယ်လို့ဒီလိုပြောမှာနော်တတိတစ်ခုတည်းကိုရည်ညွှန်းတယ်သို့တော်လည်းအခုအင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေမှာဒီ foundations of mindfulness လို့ပြန်တဲ့အခါကျတော့ဥပဋ္ဌာနာကိုသူတို့ foundation ဆိုတဲ့အဓိပ္ပာယ်ယူပြီးတော့ mindfulness ကတတိကိုပြန်တာဥပဋ္ဌာနာ foundation ဆိုတတိဤ foundation ဆိုတော့တတိနဲ့မတူတော့ဘူးအဲ့ကြတာနော်တိုက်နဲ့တိုက်ရဲ့ foundation အစာအုပ်နဲ့အစာအုပ်ရဲ့ foundation ဆိုလို့သူက foundation ဆို mindfulness လို့ဘာသာပြန်လိုက်လို့ရှိရင်ဥပဋ္ဌာနာအရာသို့မဟုတ်ပဋ္ဌာနာအရာတတိမရတော့ဘဲနဲ့တတိရဲ့အာယုံ၄မျိုးသွားရနေတယ်အဲ့ဒါတနည်းနော်ဒီနေရာမှာအထက်ကရာပြောတဲ့အတိုင်းဆိုရင်တတိတိပင်လင်ပဋ္ဌာနာဆိုတော့တတိနဲ့ပဋ္ဌာနာသည်တတိတစ်မျိုးတည်းကိုပဲရည်ညွှန်းတယ်ဆိုလို့ရှိရင်အင်္ဂလိပ်လိုပြန်ရင်တစ်မျိုးပြန်မယ် foundations of mindfulness လို့ပြန်လို့ရှိရင်ဒီအဖွင့်နဲ့မကိုက်ဘူးလို့ပြောမှာပေါ့နော်ဒီအဖွင့်နဲ့မကိုက်ဘူးအဲ့တော့ဘာသာပြန်မယ်ဆိုလို့ရှိရင်ဘယ်လိုပြန်မလို့ဆိုရင် mindfulness that is established on the four object foundation established ဆိုပဋ္ဌာနာဆွဲဆွဲမြဲမြဲအာယုံပေါ်မှာတိဆောက်ထားတဲ့တတိလို့ဒီလိုဆိုလို့တယ်ရိုးရိုးတတိမဟုတ်ဘူးကာယဝေဒနာစိတ်ဓမ္မဒီ၄မျိုးပေါ်မှာတိဆောက်ထားတဲ့တတိဒီအာယုံ၄မျိုးတွေကတစ်မျိုးမျိုးနဲ့ကပ်ပြီးတော့တီးနေတဲ့တတိမျိုးကိုတတိပဋ္ဌာနာလို့ဒီလိုခေါ်တယ်လို့ဒီလိုလုပ်ရမှာဒီ established ဆိုတာဒီအာယုံပေါ်မှာတိဆောက်ထားတယ်ပေါ့နော် that is established four foundations four foundation ပေါ်မှာတိဆောက်ထားတဲ့တတိလို့ဆိုရင်အဲ့ဒါဆိုတော့တတိကလည်းတတိပဲရတယ်ပဋ္ဌာနာလည်းတတိပဲရသွားတယ်အဲ့ဒီအဓိပ္ပာယ်ကြတော့ထက္ကတာဖွဲ့နဲ့မတမကတ်အဲ့တော့ဆိုလိုတာကတတိပဋ္ဌာန်နဲ့ခေါ်နေတာဘာတော့လို့မြန်မာလိုအချင်းချင်းပြောပါဆိုအာယုံ၄ရပ်ပေါ်မှာစွဲကတ်တည်ရှိနေတဲ့အမှတ်တတိကိုပြောတာတတိကိုပဲပြောတာနော်အာယုံ၄ရပ်ပေါ်မှာတိဆောက်ထားတဲ့တတိကိုပြောတာအာယုံ၄ရပ်ဆိုတာကာယဝေဒနာစိတ်ဓမ္မတတိရဲ့အာယုံ၄မျိုးမြတ်စွာဘုရားဟောထားတယ်အဲ့ဒီ၄မျိုးသောအာယုံပေါ်မှာတိဆောက်ထားတဲ့တတိလို့ဒီလိုအဓိပ္ပာယ်ရတယ်လို့ဒါမဟာတတိပဋ္ဌာနာသုတ်တရဲ့အဓိပ္ပာယ်သုတ်တဆိုတာလိုက်နာရမယ့်စီမင်းစည်းကမ်းတွေကိုသုတ်တလို့ခေါ်တယ်သုတ်တဆိုတာမြင်းချောင်းလို့လည်းအဓိပ္ပာယ်ရတယ်နော်မြင်းချောင်းဆိုတာခုခေတ်ကတော့တချို့တော့မြင်ဘူးချင်မှမြင်ဘူးတော့မှာပေါ့ရှေးတုန်းကတစ်တုံးကြီးတွေကိုခွဲလို့ရှိရင်ခုလိုလွှဆက်တွေပါတယ်မရှိသေးတော့ငမန်းဆွဲဆိုတဲ့လွှကြီးနဲ့တစ်တုံးကိုခွဲရတာအဲ့တော့ဘယ်လိုလုပ်တော့ဆိုမြေချင်းကြီးတူးလူတယောက်လောက်နဲ့အောင်မြေချင်းကြီးတူးဟိုဘက်ထိပ်ဒီဘက်ထိပ်မှာတစ်တုံးကြီးတွေကန့်လန့်ချပြီးတော့အဲ့ဒီပေါ်မှာခွဲကျင်တဲ့တစ်တုံးကိုအဲ့ဒီပေါ်တင်းဘေးကတတ်တွေပါတွေရိုက်ပြီးတော့မလှုပ်အောင်ထားတယောက်ကအောက်ဆင်းတယောက်ကတစ်တုံးပေါ်တက်လွှတ်တိုက်ကြရတယ်နော်ရှေးတုန်းကတစ်ခွဲလို့ရှိရင်အဲ့လိုခွဲတာပြီးနိုင်ဘူးရှော့ရှဲနဲ့ပြီးနိုင်တော့အဲ့ဒါတစ်တုံးတုံးခွဲဖို့ဆိုတော့တော်တော်ခက်တယ်တတ်တွေရိုက်ပြီးအဲ့မခွဲခင်ဘာလုပ်ရတော့ဆိုရင်တမြင်းကျိုးဆိုတာရိုက်ရတယ်မြင်းတားတာဘယ်လိုလုပ်တော့ဆိုလွယ်ပါပဲသူတို့မြင်းတားတာဟာအချီကျိုးအတုပ်ချီကျစ်ထားတဲ့အချီကျိုးအတုပ်ကြီးကိုမီးသွေးတုပ်လိုက်တာပေါ့မီးသွေးတုပ်ပြီးဟိုဘက်ကတစားဒီဘက်ကတစားကင်ပြီးဖြောင်းနေအောင်လုပ်ပြီးအလဲကောင်ကကျိုးကိုမတယ်ပြီးတော့ရဲလိုက်တော့အဲ့ဒီမှာမြင်းတားပြီးသားဖြစ်သွားတယ်နော်မြင်းတားပြီးသားဖြစ်တယ်ဟိုအစွန်းတစ်ဖက်ကကင်ထားတယောက်ကအလဲကောင်ကနေမပြီးတော့ဖြတ်ခနဲ့ရိုက်လိုက်လို့ရှိရင်အဲ့မှာမြင်းတားပြီးသားဖြစ်သွားအဲ့ဒီမြင်းအတိုင်းလွှတ်ဆွဲရတယ်မြင်းကြည့်ပြီးတော့လွှတ်ဆွဲတာအမျက်တွေးလဲဆွဲရမှာပဲအဲ့နေရာမှာဘာတွေ့အဲ့ဒီမြင်းအတိုင်းဆွဲတာတစ်တုံးကိုထိုးဝချမ်းတာရှင်းတော့ကတော့တစ်တုံးတုံးဟာဒီအသားထက်ချမ်းဖြစ်ဖို့ရတော်တော်ကြားတယ်နော်လွှတ်ဆွဲရတာဆိုငယ်ငယ်တော့မြင်ဘူးလိုက်သေးတယ်အဲ့လိုလွှတ်ဆွဲတာတွေအဲ့ဒီဟာကို
မြင်းတားတဲ့ကြိုးကြီးကိုသုတ်တလို့ခေါ်တယ်အဲ့ဒီသုတ်တဆိုတဲ့မြင်းချောင်းအတိုင်းကြည့်ပြီးတော့လွှတ်တက်ရတယ်လို့ပဲနော်မြတ်စွာဘုရားဟောထားတဲ့ဒီ discourse လို့ခေါ်တယ်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြင်းပဲစီးမြင်းဆိုတဲ့နေရာမှာလဲဒါပဲပေါ့စီးဆိုတာစီးရိုးကိုပြောတာမြင်းဆိုတာခုတားထားတဲ့ဟာကိုပြောတာအဲ့ဒီနှစ်ခုပေါင်းပြီးတော့စီးမြင်းဥပဒေဆိုပြီးတော့ဒီလိုခေါ်နေကြတာဥပဒေဆိုတာပါဠိစကားဥပဒေတာကလာတာဥပဒေကပါဠိစကားစီးမြင်းဆိုတာမြန်မာစကားစီးမြင်းဥပဒေစီးဆိုတာကာယံတဲ့ဟာကိုပြောတာမြင်းဆိုတာခုနကဖြောင်းအောင်တိုင်းထားတဲ့ဟာအဲ့ပေးထားတဲ့အရာပေါ့အဲ့ဒီအဓိပ္ပာယ်နဲ့လဲသုတ်တလို့ခေါ်တယ်ဒီပြင်အဓိပ္ပာယ်တွေလည်းရှိသေးတယ်ပေါ့နော်ဒါမဟာတတိပဌာနာသုတ်တဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်ဖို့အဓိပ္ပာယ်အနည်းငယ်ပြောပြကဲကောင်းပြီပထမဆုံးအပိုက်ကလေးကိုကြည့်မယ်ဧဝံမေတုတံဧကံတမယံဘဂဝါကုရုတုဝိဟရတိကမ္မတဓမ္မနာမကုရုဏနိဂမောတတရခောဘဂဝါဘိက္ခုအမန္တေတိဘိက္ခောတိပဒံတေတိတေဘိက္ခုဘဂဝတောပစ္စတောတုဘဂဝါဧတတောသာဒီစကားလုံးလေးတွေကဒါဘုရားဟောတဲ့စကားလုံးမဟုတ်ဘူးရှင်အာနန္ဒာကရီတိုးလုပ်ထားတာပြန်ပြောထားတာတန်ခါနာတင်တော့ရှင်အာနန္ဒာကနေပြီးတော့ introduce လုပ်ထားတဲ့စကားပိုက်ဏိဒန်းလို့ခေါ်တယ် introduction ပေါ့သူတို့ကလည်းအမြဲတမ်းခက်မိတာနော်စာပေနဲ့ပတ်သက်ပြီးလွန်ခက်မိတယ်ခုခေတ်မှာစာအုပ်တွေပါဆက် introduction ဆိုတာပါတယ်လေကိုရေးတဲ့စာအုပ်အကြောင်းအရာမှာရှေ့ introduction ဆိုထည့်ရတယ်ဒါလည်း introduction ပဲရှင်အာနန္ဒာကဒီသုတ်တံဟာဘယ်မှာဟောတာလဲဘုရားဟောတာဟုတ်လားမဟုတ်လားဆိုတဲ့နေရာမှာထောက်ထားနဲ့သူကပြောပြတာဘယ်မှာဟောခဲ့တယ်ဆိုတာဘယ်လိုစဟောခဲ့တယ်ဆိုတာကိုအတူတူပြောပြတာဒါကြောင့်မို့လို့သူကပြန်ပြီးတော့မှတ်တမ်းတင်ပြတဲ့သုတ်တံတွေမှန်သမျှဧဝံမေတုတံနဲ့ရေးထားတယ်သူဧဝံမေတုတံဆိုတဲ့စကားလုံးဟာဘာကိုရည်ညွှန်းတာတော့ဆိုတုတ္တဆိုတာဟာဟိုနားကြားခဲ့တယ်ဒီနားကြားခဲ့တယ်အဲ့ဒါမျိုးပြန်ပြောတာမဟုတ်ဘူးအရက်ထဲကကြားခဲ့တယ်ဒီလိုတဲ့ဆိုရင်ကောလာဟလတွေကြားတဲ့အကြာနည်းမဟုတ်ဘူးဒီတုတ္တကသင်ထားတာကိုဆိုလိုတယ်ရှေ့ကသင်တာနားနဲ့ပဲသင်တာအခုလဲနားနဲ့သင်ရတော့မယ်နော်နားအပေါ်မှာလူတွေကဟိုနားနဲ့အာယုံမဆိုင်နိုင်တဲ့အခါကျတော့ဘာလို့တုံဆိုစာအုပ်တို့ဘောပင်တို့မှတ်စရာတွေရောဘာရောအကုန်လုံးရတယ်အဲ့ဒါဘာလို့တုံဆိုညံ့လာလို့တိုးတက်လာတယ်လို့များမအောင်မေ့လေတဲ့နော်လူရဲ့ qualification တွေညံ့သွားပြီရှင်းတော့နားနဲ့နားထောင်ရင်ကုန်ပြီးတယ်အခုမရတော့ဘူးမစွဲမြဲတော့မစွဲမြဲသည့်အတွက်ကြောင့်စာအုပ်ကူရတယ်စာအုပ်ပေါ်မှာတစ်ခါထပ်ပြီးတော့ဘောပင်နဲ့ဟိုဟာပလာစာအုပ်နဲ့မှတ်ရတာတွေလောက်လာတယ်ဘာဖြစ်လို့လဲ quality တွေညံ့လာတယ်လို့သာအောင်မေ့ပြီးတော့တိုးတက်လာတယ်လို့မအောင်မေ့လေနဲ့ညံ့လာတာဆိုးရုပ်သွားတယ်ရှင်းတော့နားဆိုင်ထောင်တာနဲ့အကုန်ပြီးတယ်ဒါကြောင့်မို့လို့တုတ္တဆိုတဲ့စကားလုံးဟာဒါကြားတာအဓိကသင်ယူတာနော်အဲ့ဒါကြောင့်မို့ဧဝံမေတုတံကိုဘာသာပြန်မယ်ဆိုလို့ရှိရင်ဘယ်လိုပြန်မလဲဆိုရင်ဒါမြန်မာလိုချောချောပြန်ရင်တခြားတွေကတော့ဟိုအပိုတွေရောဗာတွေရောဗမာပြည်မှာတော့ထည့်ပြန်လေးရှိတယ်ဗန္တေကတ္တဗရှင်မာကတ္တဗမယံအာနန္ဒသမုတ်အကျွန်ုပ်သည်ဧဝံဤတို့ဆိုပြီးတော့အကျယ်ကြီးပြန်ကြတယ်ပေါ့နော်ကတုတိုင်းလေးပြန်မယ်ဆိုရင်ဧဝံမေတုတံမေတုတံမေဆိုတာကျွန်ုပ်တုတံနာယူမှတ်သားဆောင်ထားခဲ့ပါပြီရသော်ဘုရားစီကနာယူပြီးတော့သူမှတ်သားဆောင်ထားခဲ့တာအချိန်ချင်းကြက်မှတ်ပြီးတော့ဆောင်ထားရတာနော်ဘုရားစီကအရင်နာလိုက်တယ်နာပြီးတဲ့အခါမှာရင်နဲ့နှလုံးထဲမှာသိမ့်ထားတယ်မမေ့အောင်ခဏခဏရွတ်တယ်ဒီလိုထားတာလို့ဆိုလို့တယ်ဟောကြားတာတွေလျှောက်ပြောတာမဟုတ်ဘူးအရက်ထဲကဒီလိုကြားခဲ့တယ်တဲ့ဆိုတာမျိုးတွေပြောတာမဟုတ်ဘူးဒါကြောင့်မို့ဧဝမေတုတံဆိုတဲ့စကားလုံးကအမတန်မှ၄နှစ်ရှင်နန္ဒာပြောလိုက်တဲ့စကားလုံးကအဲ့ဒီခေတ်ကစာသင်နည်းစနစ်ကိုလည်းဖော်ချွန်းတာပဲဖြစ်တယ်ပေါ့အဲ့တော့ဧဝံဆိုတာဒီအတိုင်းမလွဲဘူးဘုရားစီကကြားခဲ့တာဒီအတိုင်းပဲလို့ပြောတာဒီအတိုင်းကျွန်ုပ်နာယူမှတ်သားဆောင်ထားခဲ့ပါတယ်ဒီလိုဆိုလိုတာဧဝံဤအတိုင်းမေတပည့်တော်ဟာတုတ္တံနာယူမှတ်သားဆောင်ထားခဲ့ပါတယ်
ဒီလိုဆိုလို့တယ်နော်သုတ္တဆိုတာနာတာကြားနာတာကြားနာယုံနေမဟုတ်ဘူးကြားနာပြီးတဲ့အခါမှာမှတ်သားဆောင်ထားခဲ့တယ်ဆို oral tradition ခေတ်ကိုသူက oral tradition ခေတ်ဒါကြောင့်မလို့အဲ့ဒီအဓိပ္ပာယ်ကိုအဲ့လိုနားလဲရတယ်တချို့ကတော့ပေါ်ပေါ်ဆဆတွေးတယ်ဧဝမေတုတံအမှတ်မထင်ကြားခဲ့တဲ့ရောင်ရောင်နော်အရက်ထဲကဟိုလူပြောဒီလူပြောကြားခဲ့တဲ့ရောင်ရောင်မဟုတ်ဘူးအဲ့ဒါလို့မဟုတ်ဘူးသင်ထားတာသင်ခဲ့တာဒီလိုဆိုဘုဒ္ဓဆိုတဲ့စကားလုံးကြည့်ပါလားဟိုကကြားဒီကကြားပြောတာမှမဟုတ်ဖ ೇನೆ သူလေးလာဖတ်ရှုပြီးသင်ယူထားတာမှဘုဒ္ဓခေါ်တာလေနိုးဆိုရင်နားထဲမှာကြားတာတွေကအများကြီးပဲဥစ္စာမဟုတ်တာတွေလည်းကြားတာဟုတ်တာလည်းကြားတာအဲ့ဒါမျိုးပြောလို့တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဧဝံဤအတိုင်းအခုပြောမဲ့အတိုင်းမေတပည့်တော်ဟာသူတန်နာယုမှတ်သားဆောင်ထားခဲ့ပါတယ်ဒါရှင်အာနန္ဒာရဲ့ဝန်ခံဂတိပေးလိုက်တယ်သူစကားမဟုတ်ပါဘူးဖះစကားပါလို့ပြောလို့တာနော်အခုပြောမဲ့စကားတွေကသူစကားမဟုတ်ဘူးဖះဟောခဲ့တာတွေဖြစ်ပါတယ် authentic Buddha's teaching လို့ခေါ်တယ်ဒါကကဘာလည်းအသိမှပြုတယ်ထေရဝါဒပိဋကကလာတဲ့စာပေတွေဟာမူရင်းအတိုင်းသိမ့်ထားတာပြင်ဆင်ထားတာတခုမှမရှိဘူးဆိုတာကိုမဟာယာနကျမ်းစာတွေနဲ့နှိုင်းယှဉ်လေ့လာတဲ့ပညာရှင်တွေအားလုံးကလက်ခံထားတယ် authentic Buddha's teaching မူရင်းဖះရဲ့ဆုံးမဩဝါဒတွေတိုင်းထားတယ်အဲ့တော့ဒီစကားလုံးလေးနောက်ဘယ်မှာတွေ့ဒီတိုင်းပဲမှာဧဝံဤတိုင်းမေတပည့်တော်သည်သူတန်နာယုမှတ်သားဆောင်ထားအပ်ပါပြီဒါမို့အင်္ဂလိပ်လိုပြန်တဲ့အခါ thus I have heart လို့ဘာသာပြန်အဲ့တော့ thus I have heart ဆိုတဲ့စကားလုံးကလည်းဟိုအပေါ်ယံကြီးကြည်ပြန်ထားသလိုဖြစ်တယ်တကယ်ပြန်နေတာတော့ဘာပြန်ရမှာတော့ဆို thus I have learned လို့ဘာသာပြန်တဲ့တယ်ပေါ့သူဒီတိုင်းသင်ခဲ့တယ်သင်ထားတာအမှန်ကြားယုံကြားတာမဟုတ်ဘူးရှေးကနားနဲ့သင်တာနားနဲ့သင်တာခုလဲနားနဲ့သင်ရတော့မှာပဲနားလေးတဲ့လူကြောင်းတက်ဖို့တော်ခက်တာပဲနော်အားလုံးကနားထောင်ပြီးတော့သင်နေကြရတာကြီးပဲနားနဲ့သင်တာဒါမှမဟုတ်တုတ္တဆိုတဲ့စကားလုံးကိုသုံးတာလေအဲကြောင့် thus I have learned ဒီလိုဘာသာပြန်ရင်ပို့ပြီးတော့ကောင်းတယ်ဟတ်ဆိုကြားယုံကြားလာခဲ့တယ်တော်ကြတော့ဟိုဟာကြားတာကြားတာမျိုးအောင်းမေးနေမှာဆိုလို့အဲ့ဒါလို့မဟုတ်ဘူးအဲ့တော့သူဆက်ပြီးတော့ပြောမယ်ရှင်အာနန္ဒာဧကံတမယအခါတစ်ပါးမှာအခါတစ်ပါးလို့ဆိုတာဘယ်နှခုနှစ်ဘယ်လဘယ်နေ့ဘယ်ရက်မှာဆို तू မမှတ်မိဘူးမဟုတ်မှတ်မိတယ်သို့တော့အဲ့ဒါတွေရက်စွဲတွေပါပြောနေပဲဆိုရင်ဒုက္ခရောက်စာတစ်ခုကမှတ်တမ်းတင်မှုရဒုက္ခရောက်သွားတယ်ဒါကြောင့်မို့တခါတော့ကလိုပဲပြောလိုက်တယ်သူကနော်တူကျုပ်ပဲပြောလိုက်တယ်အဲ့ဒီခေတ်ကရက်ဆွဲရသိပ်ပြီးတော့အရေးမကြီးဘူးတရားအနှစ်သာရပို့အရေးကြီးတယ်လူတွေရဲ့ biography ကလည်းသိပ်အရေးမကြီးဘူးဒါကြောင့်မို့ဒီသူတို့ရဲ့ထုတ်ပတ်တိမှတ်တမ်းတွေဟာဟိုတစားဒီတစားလိုက်ကောက်မှရတယ်တန်ဖိုးထားတာချင်းမတူဘူးလို့ပြောတာလူတယောက်ရဲ့အထုတ်ပတ်တိကိုသိတာတဲ့တန်ဖိုးတဲ့သူ့ရဲ့အတွေးခေါ်အနှစ်သာရသိတဲ့တန်ဖိုးချင်းအတူမတူတာဖះကြတော့ပိုးကိုရင်းဖြစ်တာပေါ့ဖះရဲ့အထုတ်ပတ်တိသိတာတဲ့ဖះရဲ့အဆုံးမသိတာပိုတန်ဖိုးကြီးတာပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့အခုခေတ်ကတော့တန်ဖိုးမရှိတဲ့အရာလိုက်မှတ်နေတာနဲ့တန်ဖိုးရှိတာတွေလွတ်ထွက်ကုန်ရှိတော့တန်ဖိုးရှိတာတွေမရလိုက်ဘူးလေဒီပြဟာတွေနဲ့အချိန်ဖြုံးပလိုက်တယ်အဲ့တော့တန်ဖိုးရှိတာတွေမရလိုက်ဘူးနဲသွားတယ်အဲ့ဒီခေတ်ကဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမရှိဘူးဆိုတော့ကျန်တာတွေကိုဒီကလေးလှုပ်ပြီးတော့သူကနော်ကျန်တာတွေကိုခီးမဆိုင်ဘူးအရေးကြီးတဲ့အနှစ်သာရမပြောက်ဖို့ကအရေးကြီးတယ်ဖះရဲ့အဆုံးအမဘာလဲဆိုတော့သိဖို့အဲ့တော့အရေးမပါတဲ့ဟာတွေကိုအချိန်မဖြုံးဘူးလို့ဒီလိုပြောတာပေါ့နော်ဒါကဘယ်နေရာမှာပဲဖြစ်ဖြစ်မှန်မှန်ကန်ကန်ယူဆတတ်ဖို့လိုတယ်အတွေးအခေါ်မှာဧကံတမယအခါတစ်ပါး၌ဘဂဝါဆိုတာလေးလေးစားစားခေါ်တာသူကခုခေတ်လို့ပြောမယ်ဆိုရင်ဂုရုကြီးပေါ့နော်တလေးတစားခေါ်တာဘဂဝါဆိုတဲ့အဆင့်ဟာလေးစားလောက်တဲ့ဆရာကြီးကိုဘဂဝါလို့ခေါ်တာတာမန်ပုဂ္ဂိုလ်ခုအိန္ဒိယကလားတွေတချို့ကသူတို့ကိုသူတို့ဘဂဝါဆိုတာရှိသေးတယ်သူတို့ဂုရုကြီးတွေကိုဘဂဝါလို့ခေါ်တာ
စာအုပ်တွေတော်တော်များများရေးတဲ့အိန္ဒိယခိုင်းဆရာကြီးတယောက်နောက်ပါတပည့်တွေအများကြီးနဲ့အဲ့ဒါရှရိမတ်ဘဂဝန္လို့ခေါ်တယ်နော်ဘဂဝန္ဆိုတဲ့အသုံးတော့ပြောပါတယ်ဒါမို့ထက္ကထာတွေကရေးတယ်ဘဂဝါတိဂရုတဲ့ဘဂဝါတိဂုရုပေါ့ဂုရုကြီးတွေကိုဘဂဝါလို့ခေါ်တာသူတို့ဆရာကြီးပေါ့အမျိုးသမီးကြတော့ဂုရုမာတဲ့ဂုရုမာတာအလားလားမသိဘူးဂုရုမာတဲ့ဂုရုနဲ့ဂုရုမာဒါအိန္ဒိယအသုံးတွေပေါ့မြတ်စွာဘုရားကိုတလေးတစားခေါ်တဲ့အခါကျဆရာကြီးဂုရုကြီးဆိုတဲ့အဓိပ္ပာယ်နဲ့ဘဂဝါအလေးမြတ်သုံးတဲ့စကားလုံးနော်အမှန်တမ်းလေးစားတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒါလို့မလေးစားဘူးဆိုရင်ယဟန်ဂေါတမလို့ခေါ်တာပေါ့နာမည်နဲ့ခေါ်တာမတူဘူးခေါ်နေတယ်နော်တပည့်တွေကခေါ်တဲ့အခါမှာတလေးတစားခေါ်တဲ့အဓိပ္ပာယ်ဧကံတမယံခါရဘာ၌ဘဂဝါလေးစားရတဲ့မြတ်စွာဘုရားသည်ဒါဗမာလိုတော့အဲ့ဒါပေါ့ကုရုကြီးသည်ကုရုတုဝေဟရတိသူကအမြဲတမ်းပလူတယ်ထားတဲ့ဒါကုရုတုဝေဟရတိကုရုတိုင်းမှာနေပါတယ်တဲ့အဲ့ဒီကုရုတိုင်းဆိုဘယ်နေရာတုန်းလို့အတိအကျပြောခြင်းတဲ့အခါမှာကမ္မတဓမ္မနာမကုရုဏံနိဂမောကုရုဏံနိဂမောကုရုတိုင်းသားတို့ရဲ့ဏိဂုံးဖြစ်တဲ့ကမ္မတဓမ္မမှာနေတာပါလို့ဒီပါဠိစတိုင်ကဣရိယာမဲ့သူကအမြဲတမ်းဒီပုံစံပဲရေးတယ်အမှန်ကတော့ဒါနဲ့ပတ်သက်ပြီးဘုန်းကြီးတို့အချိန်ချင်းတွေးကြည့်မိဦးတယ်စကားလုံးတစ်လုံးကိုမြုပ်ပြီးတော့ပြောတဲ့အဓိပ္ပာယ်အတူကောပြောတဲ့အဓိပ္ပာယ်ကုရုတုဝေရတိကမ္မတဓမ္မေဒီလိုရှိလိမ့်မယ်လို့ထင်တယ်ကုရုတိုင်းကမ္မတဓမ္မမှာနေတယ်ပြီးတော့မှကမ္မတဓမ္မနာမကုရုဏနိဂမောကမ္မတဓမ္မဆိုတာကုရုတိုင်းကနေကုန်းရွာတရွာပါလို့ဒီလိုရေးရင်းနဲ့တူးတယ်သို့တော့ဣရိယံဆိုတာတွေကစကားဒီတိုင်းပဲပြောတယ်နော်အဲ့ဒီနေရာမှာလိုက်ပြီးတော့case ending နေနဲ့လိုက်ရှာစရာမလိုတော့ဘူးအတိအကျလိုမဟုတ်ဘူးအင်္ဂလိပ်စကားလည်းရှိတာပဲစကားပြောမှတခါတလေလူရင်းလေးတွေသုံးတာလူရင်းလေးတွေပြောတာအကုန်ပြောတာမဟုတ်ဘူး understood ပေါ့ဒီမှာလည်းပဲအဓိပ္ပာယ်နားလည်ရမှာကတော့ကုရုတုဝေရတိကမ္မတဓမ္မနာမနိဂမောကုရုတိုင်းကမ္မတဓမ္မဆိုတဲ့ဏိဂုံးရွာကြီးမှာနေခဲ့ပါတယ်လို့ဒီလိုပဲနားလည်ရဗမာလိုပြန်ရင်အဲ့လောက်ပဲပြန်ကုရုတိုင်းကုရုမင်းသားတို့ရဲ့ဏိဂုံးရွာဖြစ်တဲ့ကမ္မတဓမ္မမှာနေပါတယ်ကုရုဏံဆိုတာကုရုကိုအုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေကိုကုရုလို့ခေါ်တယ်ကုရုလူမျိုးတွေပေါ့ပြောမှဆိုရင်ကုရုလူမျိုးတွေရဲ့ဏိဂုံးရွာကြီးဖြစ်တဲ့ကမ္မတဓမ္မမှာနေပါတယ်လို့ဒီလိုဆိုလို့တယ်ကမ္မတဓမ္မဆိုတာဏိဂုံးရွာကြီးမှာနေဏိဂုံးဆိုတာမျိုးလောက်မကြီးဘူးတောလောက်မငယ်ဘူးဈေးနဲ့ပါနဲ့စီကားတဲ့ရွာကြီးတွေကိုခေါ်တာခုခေတ်ဆိုရင်တော့စံပြရွာကြီးတွေပေါ့နော်ခုခေတ်အတုံးနဲ့ဆိုရင်စံပြရွာကြီးပေါ့ဒီလိုဆိုလိုတာပေါ့ဈေးရှိတယ်တော်တော်ပြည့်ပြည့်စုံစုံလေးရှိတယ်ဒါပေမဲ့မျိုးအဆင့်မဟုတ်ဘူးအဲ့ဒါကိုဆိုလိုတယ်အဲ့တော့ဒါဘာသာပြန်တော့ဧကံတမယံခါရဘာမှာဘဂဝါမြတ်စွာဘုရားသည်ကုရုတုဝေရတိကုရုတိုင်းမှာသရင်သုံးနေထိုင်ပါတယ်ကာမတဓမ္မနာမကုရုဏံနိဂမောကုရုလူမျိုးတို့ရဲ့ဏိဂုံးရွာဖြစ်တဲ့ကာမတဓမ္မမှာနေတာပါမြတ်စွာဘုရားအဲ့ဒီမှာနေတာပါတတ္တရခေါ်ဆိုတာဒီမှာတော့စကားလုံးချောင်းအောင်လို့ထည့်တဲ့စကားလုံးတတ္တရအဲ့ဒီမှာနေတုန်းကတတ္တရထိုကုရုတိုင်းမှာနေတုန်းကဘဂဝါမြတ်စွာဘုရားသည်ဘိက္ခုယံတို့ကိုအမန္တေတိမိတ်ဆိုလိုက်ပြီးခေါ်လိုက်ပြီးတရားဟောတော့မယ်ဆိုရင်ဒါမြတ်စွာဘုရားဒီတိုင်းပဲအမြဲတမ်းနော်ဘိက္ခောဒီတရားဟောတော့မယ်ဆိုရင်ယံတို့ဆိုတဲ့စကားလုံးကိုအရင်ခေါ်လိုက်တာခုခေတ်လည်းခေါ်ပါတယ်နော်လူကြီးမင်းများခမည်းတော်ဘာလို့သုံးတာမျိုးပေါ့နော်အဲ့လိုမိကုံပြောတော့မယ်ဆိုသလိုပဲမြတ်စွာဘုရားကလည်းဘိခောဆိုတဲ့စကားလုံးကစခေါ်တာယဟန်တို့လို့မိတ်ဆိုလိုက်တဲ့အခါမှာ
ပဋ္ဌန္တေတိတေဘိက္ခုဘဂဝါတော်ပစ္စသောတောပဋ္ဌန္တေအရှင်ဘုရားလို့တလေးတစားတေဘိက္ခုထိုယဟန်တို့သည်ဘဂဝါတော်မြတ်စွာဘုရားအားပစ္စသောတောပြန်ကြားလျှောက်ထားကြကုန်ပြီခေါ်တာကိုထူးတာကိုဆိုလို့တယ်ပစ္စသောတောပြန်ပြီးတော့ကြားစေတယ်မြတ်စွာဘုရားခေါ်တာကမြတ်စွာဘုရားကဘိက္ခောလို့ခေါ်လိုက်တဲ့အခါပဋ္ဌန္တေဆိုထူးကြတာဒီအိဗယ်နော်မြတ်စွာဘုရားတရားပွဲမှာအဲ့ဒါကနေစလိုက်တယ်ပေါ့ဒါဖြင့်တရားမဟုတ်ဘဲနဲ့ဘာလို့အရင်ခေါ်တာတုံးဆိုတော့အဲ့ဒီပိဋကတ်တွေထဲမှာသူကတရားနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်တွေရှိမယ်တော့တခြားတွေးနေတဲ့ပုဂ္ဂိုလ်တွေရှိနိုင်တယ်ခုခေတ်ဆိုရင်အိမ်ငိုက်နေတဲ့လူလည်းရှိကောင်းရှိမှာပေါ့လူစုမိလို့ရှင်လေအဲ့ဒီအချိန်မှာခေါ်လိုက်တဲ့အချိန်မှာနိုးသွားနော်ခေါ်လိုက်တဲ့အချိန်မှာဒီပြင်းနေရာတွေတွေးနေတာတွေကလည်းစိတ်ဒီဘက်ပြန်ရောက်လာတယ်အဲ့ဒါကြောင့်မို့တတိပြန်ဝင်လာအောင်လို့မြတ်စွာဘုရားအရင်ခေါ်လိုက်တာဒီအိဗယ်ကိုဆိုလို့ရှေးဥစွာပြောပြီးတော့မှတရားဟောတယ်တဲ့အဲ့ဒီနောက်မှာမြတ်စွာဘုရားဘဂဝါဣတတဝောစာမြတ်စွာဘုရားကဒီတုတ်ကိုဟောပါတယ်ဣတံအဝောစာဤတုတ်ကိုဟောခဲ့ပါတယ်ကြည့်ဒီနေရာလေးမှာစဉ်းစားစရာလေးတွေကိုတစ်ခုပြောပြမယ်ဒါကတော့ဟိုအရေးကြီးတဲ့ဟာတော့မဟုတ်ဘူး grammar point လေးတွေနဲ့ပတ်သက်လာလို့ရှင်ဧကံတမယမဂဝါဝိဟရတိကာမတဓမ္မနာမဂုရုဏဏိကမောဆိုဝိဟရတိဆိုတဲ့စကားလုံးက present tense ပဲ simple present ပဲမြတ်စွာဘုရားအဲ့ဒီမှာနေတယ်တကယ်ကတော့ तू ပြန်ပြောတဲ့အချိန်မှာဘုရားတော်မရှိတော့ဘူးဆိုလို့ရှိရင်အခုကအင်္ဂလိပ်လိုပြန်တဲ့အခါမှာ present နဲ့ပြန်လို့မရဘူးဒါပါဠိစတိုင်ကိုပြောပြတာနော်ဒီအဲ့တော့ရှင်အနန္ဒာကဘာလို့ present tense သုံးတာတော့ grammatical error လားနော် grammar အမှားနဲ့သုံးလိုက်တာလား tense ရွေးတာမှားနေတယ်လို့ဘေးကလူကပြေဝေဖန်လို့ဆိုရင်ကိုကဘယ်လိုဖြေနိုင်တုံးဆိုလို့ရှင်ရှင်အနန္ဒာရဲ့စိတ်ထဲမှာတရားတွေရှိနေသမျှဘုရားရှိနေတယ်လို့ယူဆတယ်ဒါကြောင့်မလို့သူ present tense ကိုသုံးတယ်လို့ဒါကအဖြေတစ်ခုနော်သူစိတ်ထဲမှာဒီတရားမြတ်စွာဘုရားကိုယ်တိုင်ကလည်းပြောသွားတယ်လေဟောသွားတယ်လေငါမရှိတဲ့နောက်တရားတွေကမင်းတို့ဆရာပဲလို့ပြောသွားတာဟုတ်အဲ့တော့တရားတွေရှိနေသမျှကလပ်ပတ်လုံးဘုရားရှိနေသေးတယ်လို့ပဲယူဆဒါကြောင့်မို့သူစိတ်ထဲမှာဘုရားရှိနေတယ်ဆိုတာကိုမပြောက်လို့ဝိဟရတိ present tense သုံးတယ်လို့ယူဆရတယ်ကြည်အာမန္တေတိတို့ဘာလို့ကြတော့အတိတ်နဲ့သုံးလိုက်ပြီအဲ့ကြတော့ဣတတဝောစာအဝောစာကြတော့အတိတ်နဲ့သုံးလိုက်တယ်ဟောခဲ့တယ်ဟောအတိတ်ဖြစ်သွားပြီအဲ့ကြတော့ဖះနေတာတခုဘယ်တော့ဖြစ်ဖြစ်ရှင်အနန္ဒာကသူကအမြဲတမ်း present နဲ့ပဲပြောတယ်သူစိတ်ထဲမှာသူခေါင်းထဲမှာမြတ်စွာဘုရားရှိနေတယ်အမြဲတမ်းဒါမှမဟုတ် present tense သုံးတယ်လို့ဒါရှင်အနန္ဒာဘက်ကဒီနှလုံးသွင်းတဲ့အနေထားတစ်ခုကိုပြောလို့ရဟုတ်ပြီကဲမြတ်စွာဘုရားတရားဟောတော့မယ်ဆိုလို့ရှိရင်သူကပရမအကျဉ်းလေးရစဟောတယ်အကျဉ်းကိုမှချက်တယ်ဆိုလိုတာကခေါင်းစည်းလေးတွေပေးတယ်ပေးပြီးတော့မှတစ်ခုစီရှင်းမယ်ပေါ့ဒါခုခေတ်မှာလည်းဒီလိုလုပ်တာပဲအမတန်မှစနစ်တကျသင်ကြားတဲ့သဘောပေါ့နော်ဟောပြောတဲ့သဘောပဲဧကာယနောအယံဘိက္ခွေမေကောတတ္တနံဝိသုဒ္ဓိယတောကပရိဒေဝနံသမတိကမာယဒုက္ခဒေါမနတနံအထင်ကမာယညာယတအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယယတိတံစတ္တရောတတိပဋ္ဌာနာအဲ့ဒီမဲ့ vocative case ဆိုတာအာလုတ်ပုတ်ခေါ်တဲ့စကားလုံးကနေမြန်မာလိုကြတော့စတင်ရတယ်ပါဠိမှာတော့အာလုတ်ကစတင်တာမဟုတ်ဘူးဧကာယနောအယံဘိက္ခွေမေကောအဲ့မှာဘိက္ခွေယဟန်တို့သူကစပြီးတော့မမလိုပြန်လို့ရှင်ယဟန်တို့ဧကာယနောအယံမေကောဤကျင့်စဉ်ဟာဧကာယနောတကြောင်ဒီသောတလန်းဒီသောကျင့်စဉ်ပဲတခုဒီသောလမ်းကြောင်းပဲအယံမေကောဤကျင့်စဉ်ဟာဧကာယနောတခုဒီသောနီလန်းပဲဒီလိုဆိုလို့တယ်တလန်းနဲ့ပဲဒီတခုတည်းပဲရှိတယ်ပေါ့
အယံမေကောဤနိဗ္ဗာန်သွားတဲ့လမ်းကြောင်းဟာဧကယေနောတခုတည်းသောလမ်းပဲအယံမေကောဆိုတာဒီတတိပဋ္ဌာန်ကျင့်စဉ်ကြီးကိုရည်ညွှန်းတာအောက်မှာဒါကြောင့်မို့လို့အယံမေကောဒီကျင့်စဉ်ဆိုတာဘာလဲယတိတံစတ္တရောတတိပဋ္ဌာန်တတိပဋ္ဌာန်၄ပါးလို့ဆိုတဲ့ဒီကျင့်စဉ်ဟာဧကယေနောတခုတည်းသောလမ်းကြောင်းကြီးပဲဒီလိုဆိုလို့ရတယ်နော်ယတိတံစတ္တရောတတိပဋ္ဌာန်တတိပဋ္ဌာန်၄ပါးလို့ဆိုတဲ့အယံမေကောဤကျင့်စဉ်ကြီးဟာဧကယေနောတကြောင်းတည်းသောလမ်းပဲတခုတည်းသောလမ်းပဲဒီအကျင့်တိုင်းသွားလို့ဆိုလို့တယ်အဲ့တော့တခုတည်းသောလမ်းဆိုတာဘာအတွက်တခုတည်းသောလမ်းလဲမြတ်စွာဘုရားကရှင်းပြမှာဘာအတွက်တခုတည်းသောလမ်းလဲဆိုတော့တတ္တနံဝိသုဒ္ဓိယဒါလေးကတစ်ခုခုနှစ်ခုရှိတယ်အလုံးနော်တတ္တနံဝိသုဒ္ဓိယတတ္တနံတရဝါတို့ရဲ့ဝိသုဒ္ဓိယစိတ်စင်ကြယ်ဖို့အတွက်စင်ကြယ်တယ်ဆိုတာရုပ်စင်ကြယ်တာကိုပြောတာမဟုတ်ဘူးစိတ်စင်ကြယ်မှုအဓိကဘုရားရဲ့တည်ခြင်းဟာ mind center တည်ခြင်းပဲစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမလာမြတ်စွာဘုရားလူစိတ်စင်ကြယ်ဖို့ရေးကြည့်တယ်စိတ်ထားကောင်းမှုရေးကြည့်တယ်ဒါကြောင့်စင်ကြယ်တယ်ဆိုတဲ့နေရာစိတ်စင်ကြယ်တာကိုအဓိကထားပြောတာနော်စိတ်စင်ကြယ်မှစင်ကြယ်နိုင်တယ်ရုပ်ကိုဘလောက်စင်ကြယ်အောင်လုပ်နေစိတ်ကညစ်ပတ်နေလို့ရှိမရဘူးနော်ဒါကြောင့်မို့တတ္တနံတတ္တဝါတို့ရဲ့ဝိသုဒ္ဓိဟာစင်ကြယ်ဖို့ရာဧကယေနောတခုတည်းသောလမ်းပဲဒီလမ်းဟာဒီကပဲလောက်ရမယ်မင်းတို့စင်ကြယ်ခြင်းသလားကိလေသာဆိုတဲ့အညစ်အကြေးတွေကနေစိတ်စင်ကြယ်အောင်လုပ်ခြင်းသလားဒါတခုတည်းသောလမ်းပဲဒီလမ်းကနေဒီကျင့်စဉ်တိုင်းကျင့်လို့ဆိုလို့တယ်ဒီကျင့်စဉ်တိုင်းကျင့်လို့ရှိရင်ကိုယ်တဏ္ဍာမှာညစ်ထေးနေတဲ့လောဘတွေဒေါသတွေမောဟတွေစိတ်ပူစရာတွေစိတ်ကိုပူပန်စေတတ်တဲ့ကိလေသာတွေသူတို့ရှိလို့စိတ်ပူတာလေသူတို့မရှိရင်ပူစရာမှရှိမှမရှိဘူးလူတွေကပြောတာအေးစီးပွားရေးမကောင်းလို့ပူရတယ်စီးပွားရေးပူတာမဟုတ်ဘူးမှနော်နေမကောင်းလို့ပူရတယ်ဆိုနေမကောင်းလို့ပူတာမဟုတ်ဘူးဘာကြောင့်ပူတာတော့ဆိုလောဘဒေါသမောဟတွေကပူတာလောဘဒေါသမောဟတွေကိုမနှိမ်နှင်းနိုင်တယ်များပူနေမှာပဲကောင်းလဲပူမှာပဲဆိုးလဲပူမှာပဲတို့တော့ပူစရာမရှိဘူးအေးဆေးဆေးဆိုလဲပူမှာပဲနော်ဘာလို့ပူစရာရှိတာမိခဲကင်ထားပြီးတော့မပူဘူးလို့ပြောလို့ရမှာမရတာပူနေမှာပဲအဲ့တော့လူတွေရဲ့တဏ္ဍာမှာပူစေတတ်တဲ့ကိလေသာတွေစိတ်ထဲမှာဓာတ်တွေရှိနေသေးလို့ရှိရင်ပူနေမှာပဲဘယ်တော့မှအေးမှာမဟုတ်ဘူးဒါကြောင့်မို့ဓာတ်တွေကအပူတွေတတ္တနံတတ္တဝါတို့ရဲ့ဝိသုဒ္ဓိယစင်ကြယ်ဖို့ရအတွက်ဧကယေနောတခုတည်းသောလမ်းကြောင်းပဲနောက်တစ်ခုကသောကပရိထေဝနာတမဒိဋ္ဌကမာယဒါတစ်ခုသောကပရိထေဝနာစိုးရိမ်မှုငိုကြွေးရမှုတို့ကိုတမဒိဋ္ဌကမာယကြော်လွှားနိုင်ဖို့ရလည်းပဲဧကယေနောတကြောင်းတည်းသောလမ်းပဲတခုတည်းသောလမ်းပဲအေးလူဝင်နေရတာစိုးရိမ်စရာမရှိဘူးလို့ဆိုရင်အေးစီးပွားဥစ္စာပြည့်စုံရင်စီးပွားရေးအတွက်မစိုးရိမ်ရဘူးကျမ်းမာရေးကောင်းနေရင်ကျမ်းမာရေးအတွက်မစိုးရိမ်ရမစိုးရိမ်ရဘူးဆိုတာခဏပဲနော်သို့တော့ဖြူးချားဆိုရင်တော့မစိုးရိမ်ရတဲ့လူတယောက်မှမရှိဘူးစိုးရိမ်ရမှာနောက်ဆုံးဘယ်သူမှမစိုးရိမ်ကိုယ့်အကိုစိုးရိမ်မှာပဲလေအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဟာတွေကဒုက္ခတွေကလာမှလို့ဆိုတော့အဲ့ဓာတွေအတွက်စိတ်ပူနေကြမှာပဲလူတွေကအဲ့တော့တောကလို့ဆိုတဲ့စိတ်ပူစရာတွေပရိဒေဝလို့ဆိုရင်မထိန်နိုင်လို့ငိုရတာတွေဒါတွေကိုကြော်လွှားနိုင်ခြင်းလို့ရှိရင်စိတ်နှလုံးရဲ့ပူလောင်မှုတွေငိုကြွေးရမှုတွေဒီအဆိုးတရားတွေကိုကြော်လွှားခြင်းလို့ရှိရင်လေတခုတည်းသောလမ်းကြောင်းပဲတဲ့ဒီလိုဆိုတာနော်ဒါတရဝရီရဲ့ဒီစွေမှုလွတ်မြောက်ဖို့အတွက်ဒါဒီလမ်းကသွားလို့ဆိုလို့တယ်ဒီလမ်းသွားမှလွတ်မြောက်နိုင်မယ်အဲလူတွေကတော့ထင်တယ်ငါအကုန်ပြည့်စုံရင်တော့ငါတောကလွတ်မြောက်နိုင်မယ်ထင်တယ်မထင်ဘယ်လိုမှဒီမလွတ်မြောက်နိုင်ဘူးအဲ့ဒါတွေကတောကဖြစ်เสียရှိနေမှာပဲတို့တော့ပူစရာမရှိဘူးလို့ပြောတဲ့လူလည်းပူမှာပဲနော်
မသိလို့တခဏလေးမတွေးမိလို့မပူတာသာရှိရပူစရာတော့ရှိနေလုံးပဲဟောနောက်တစ်ခုဒုက္ခဒေါမနတဏ္ဏကာယိကဒုက္ခကိုယ်ဤဆင်းရဲမှုစိတ်မချမ်းသာမှုကိုယ်ဤဆင်းရဲမှုစိတ်မချမ်းသာမှုဆိုတာဝမ်းနည်းကြေကွဲမှုဝမ်းနည်းမှုဒေါမနတကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတို့ကိုစိတ်ဆင်းရဲမှုတို့ရဲ့အထင်ကမာယချုပ်ငြိမ်းသွားဖို့ရာဧကယနောတခုတည်းသောလမ်းကြောင်းပဲဒီလမ်းကြောင်းဟာကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုတွေကိုလည်းချုပ်ငြိမ်းစေနိုင်တယ်ညာယတနိဗ္ဗာန်ကိုသွားနိုင်တဲ့နိဗ္ဗာန်ကိုသွားတတ်တဲ့အရိယာမေတ္တရားကိုနိဗ္ဗာန်သွားတဲ့လမ်းနိဗ္ဗာန်သွားတဲ့လမ်းဆိုတာအရိယာမက်ကိုပြောတာမဲ့ညာယတနိဗ္ဗာန်သွားတဲ့လမ်းကိုအဓိကမာယသိရှိဖို့ရာဧကယနောတခုတည်းသောလမ်းကြောင်းပဲနိဗ္ဗာန်တနိဗ္ဗာန်ကိုသစ္စိကရိယာယမျက်မှောက်ပြုဖို့ရာလည်းပဲမျက်မှောက်ပြုတယ်ဆိုတာကိုယ်တိုင်တွေးရှိတာမျက်မှောက်ပြုဖို့ရာလည်းပဲဧကယနောတကြောင်းဤသောလမ်းပဲဆိုတော့တတ္တနာဝိသုဒ္ဓိယသောကပရိဒေဝနာသမာတိကဒုက္ခဒေါမနတနာအထင်ကမာယညာယတအဓိကမာယနိဗ္ဗာန်တသစ္စိကရိယာယလို့ဆိုပြီးတော့ဒီအကျိုးတရားတွေဖော်ပြတာအဲ့တော့ပေါင်းထားတာတွေကခွဲထုတ်လိုက်လို့ရှိရင်သူကတတ္တနာဝိသုဒ္ဓိယကတစ်ခုသောကပရိဒေဝနာသမာတိကမာယကနှစ်ခုဒုက္ခဒေါမနတနာအထင်ကမာယကနှစ်ခုညာယတအဓိကမာယကတစ်ခုနိဗ္ဗာန်တသစ္စိကရိယာယတစ်ခုဆိုအလုံး9ခုရှိတယ်နော်အကျိုး9မျိုးလို့ပြောတယ်ဗမာစကားမှာတစ်ချက်ခုတ်နှစ်ချက်ပြလို့ပြောတယ်ခုကတစ်ချက်ခုတ်တာနဲ့9ချက်ပြတ်မယ်အကျိုး9မျိုးရနိုင်တယ်လို့ဒီလိုဆိုတာနော်ဒါတတိပဋ္ဌာန်တရားရဲ့အကျိုးကျေးဇူးတွေကဘယ်လောက်ရှိသလဲဆိုတာကိုမြတ်စွာဘုရားယဟန်တွေကိုရှင်းပြနေတာအေးစင်ကြယ်ဖို့အတွက်လည်းပဲဒါဒီလမ်းကြောင်းဟာဒီတတိပဋ္ဌာန်ကျင့်စဉ်ဟာတခုတည်းသောလမ်းကြောင်းပဲတခြားလမ်းမရှိဘူးဒီလမ်းကပဲသွားနော်စင်ကြယ်ခြင်းဒီလမ်းပဲလို့သောကတွေပရိဒေဝတွေဆိုစိတ်နှလုံးရဲ့ပူလောင်မှုတွေအဆိုးတရားဒုက္ခဒေါမနတလို့ဆိုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုအလုံးပေါင်းလိုက်ရင်အဆိုး၄မျိုးပေါ့နော်သောကတဲ့ပရိဒေဝတဲ့ဒုက္ခတဲ့ဒေါမနတတဲ့အဲ့ဒီအဆိုးတရား၄မျိုးဖယ်ရှားပြစ်ဖို့ဆိုလေဒါပဲလုပ်ပါဒီလမ်းကပဲသွားပါအကျုံးအကောင်း၃မျိုးကပါတော့တတဝါတွေစင်ကြယ်ဖို့ဆိုတာလည်းအကောင်းပဲနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာလည်းအကောင်းပဲနိဗ္ဗာန်ကိုတွေ့ဖို့ဆိုတာလည်းအကောင်းပဲအဲ့ဒီအကောင်း၃မျိုးကိုတွေ့ဖို့ရလဲဒီလမ်းကပဲသွားအဆိုးကိုဖယ်ရှားပြီးအကောင်းကိုရယူအောင်အဆိုးကိုမဖယ်ဘဲနဲ့အကောင်းရတယ်ဆိုတာရှိမှမရှိဘူးသိပါတယ်လေလူတွေစူပါမားကတ်သွားလို့ရှိရင်ရွေးကြတယ်မဟုတ်လားရွေးတာဘာလို့ထားတော့အဆိုးဖယ်တာပဲမကောင်းတာတွေဖယ်ကြိုက်တာလေးရွေးအဲ့ဒါလိုပဲဒီမှာလည်းပဲလူဘဝမှာအဆိုးနဲ့အကောင်နှစ်ခုရောနေတာဆိုအဆိုးတွေဖယ်သောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေအဲ့ဒါတွေဖယ်ပြီးတော့အကောင်းကဘာလို့ဆိုရင်စင်ကြယ်မှုရဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်မှုရဲ့နိဗ္ဗာန်ကိုတွေ့ရှိမှုရဲ့ဟောတာတွေကအကျိုးတရားတွေပဲလို့ဒီလိုဆိုလိုတာနော်ဒီလိုဆိုလိုတဲ့အတိတ်ပဲအင်တန်မှဒီမြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာအနှစ်သာရပြည့်တယ်ဧကယနောဧကဆိုတာတခုအယနာလမ်းကြောင်းတခုတည်းသောလမ်းကြောင်းပဲတတိပဋ္ဌာန်တရား၄ပါးဆိုတာဟာတတိပဋ္ဌာန်တရား၄ပါးလို့ဆိုတဲ့အယံမေကောဤကျင့်စဉ်ကြီးဟာတရားတွေစင်ကြယ်ဖို့သောကပရိဒေဝတွေလွန်မြောက်ဖို့ဒုက္ခဒေါမနတတွေချုပ်ငြိမ်းဖို့နိဗ္ဗာန်လမ်းကြောင်းကိုတွေ့ရှိဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဆက်ရောက်ဖို့ဆိုတဲ့ဒီဟာအတွက်တခုတည်းသောလမ်းကြောင်းပါပဲတဲ့ဒီလမ်းကြောင်းကရှောက်တဲ့တော့မြတ်စွာဘုရားဒါအာမခံပေးထားတာပဲ
ဒါဒီအကျိုးကျေးဇူးတွေခံစားခြင်းဒီစခန်းပေါက်ခြင်းဒီလမ်းကပဲရှောက်လို့ဆိုလိုတာပဲဒီလမ်းကပဲရှောက်ခိုင်းတာပဲယုံကြည်ကြည်နဲ့ရှောက်သွားရင်ရောက်တော့မှာပဲသိချတယ်မရောက်တာဘာလို့မရောက်တာတော့လို့မေးလို့ရှိရင်ရောက်ချင်တဲ့စိတ်မရှိတာတခုရောက်နိုင်တဲ့အရေးချင်းမမိသေးတာတခုဒါတော့ရှိမှာပေါ့နော်လူရဲ့ qualification ဆိုတာသို့တော့အဲ့ဒါတွေထက်တွက်ပြီးတော့ရက်နေစရာမဟုတ်ဘူးလေရှောက်လိတ်ဆိုတဲ့အကောင်နဲ့ပုံဝတ္ထုတွေပြောနေကြတယ်ပုံမြင်နေတယ်လိတ်ဆိုတဲ့အကောင်နဲ့ယုံဆိုတဲ့အကောင်လိတ်ကယုံတောင် challenge လုပ်နိုင်သေးတာပဲသူကနေခွေခွေလေးသွားနေတာယုံဆိုတဲ့ကောင်ကလွှားကနေသွားတာဒါတောင်သွားပြီးတော့သူကစိန်ခေါ်နိုင်တယ်လေဘာလဲဇွဲပဲနော်လိတ်ဆိုတဲ့ကောင်တလန်းချင်းဖြည်းဖြည်းလေးသွားတာဟိုယုံလို့လွှားကနေရောက်သွားနိုင်တဲ့ကောင်မဟုတ်ဘူးသို့တော့ပန်းနိုင်ကိုအရင်ရောက်သွားတာလိတ်ကရောက်တယ်ဆိုတဲ့ပုံဝတ္ထုရှိနေတာပဲဒါဖြစ်နိုင်တယ်လေဇွဲရှိရင်ရောက်မှာပါတနေ့တလန်ပဲခံဘဲမှမရွေ့ဘူးပကံကညောင်ဘူးနားမှာပဲကတ်နေတယ်နော်အဲ့တော့အဲ့ဒီ line တိုင်းပဲရှောက်နေဖို့ပဲလိုတာပဲမရှောက်ဖဲနဲ့တော့မရောက်ချင်လေနဲ့လေဒါထိုင်းနေမဲ့အိတ်နေမဲ့ဆိုဘယ်ရောက်မလဲရှောက်နေရင်တော့ရောက်မှာပဲအဲ့လိုရှောက်နေဖို့ပဲအရေးကြီးတာအဲ့တော့လက်ရဇွဲမျိုးရှိဖို့လိုတယ်ယုံလို့တော့မပြင်းလေနဲ့အေးပါရမီပြည့်ရင်ရောက်မှာပဲခုတော့နေလိုက်အောင်ပဲအလုပ်တွေရှိနေသေးတယ်လက်ရဲ့အတွေးယုံရဲ့အတွေးလို့တွေးပြီးတော့လမ်းကြားမှာမအိပ်မိဖို့ပဲအရေးကြီးတာယုံဆိုတဲ့ကောင်ကတော့အဲ့လိုတွေးတယ်လေငါသွားလိုက်ရင်ခဏလေးရောက်တာမလေးခုနားလိုက်အောင်မဆိုပြီးတော့နေတာအိပ်ပျော်သွားတယ်လေးကသူဖြတ်ကျော်သွားသူမသိလိုက်တော့နော်အဲ့ဒီတိုင်းပဲဒီနေ့တလှမ်းတတိပဒံကျင့်စဉ်ကိုကျင့်နေမယ်ဆိုရင်နိဗ္ဗာန်ရောက်လာမှာပဲကြားထဲမှာရောက်ခဲနဲ့တွေးနေစရာတောင်အကြောင်းမရှိဘူးကိုသွားနေတဲ့လမ်းဟာဒီလမ်းကြောင်းပေါ်ဆိုရင်စိတ်ချနေရပြီချိန်ကြရင်ရောက်သွားမှာပဲလို့ဒီလိုဆိုလိုတာနော်ကဲအဲ့ဒီမှာအဓိပ္ပာယ်လေးထပ်ရှင်းပြောမယ်မြတ်စွာဘုရားသုံးထားတဲ့ဧကာယနောဆိုတာအထက်ကရာကအများကြီးပဲဖွင့်ထားတဲ့ဧကာယနာဒီတတိပဋ္ဌာန်အယံမေကောဤတတိပဋ္ဌာန်လမ်းကြောင်းလို့ဆိုတာမက္ခလို့ဆိုပေမဲ့လို့ဟိုသောတပတိမဲ့တဂရဂါမိမဲ့အနာဂါမိမဲ့ရတ္တမဲ့ဆိုအဲ့ဒီမဲ့ကိုပြောတာမဟုတ်ဘူးနော်သူပြောလိုတာကတတိပဋ္ဌာန်ကျင့်စဉ်ကိုပြောတာဒီမဲ့ခောဆိုတာဒါကိုပုပ္ပဘာဂမဲ့လို့ခေါ်တယ်ပုပ္ပဘာဂဆိုတာရှေ့ပိုင်းကဖြစ်တဲ့မဲ့ခင်၈ပါးဝိပဿနာကျင့်စဉ်အနေနဲ့ဖြစ်တဲ့မဲ့ခင်၈ပါးလို့ဆိုလိုတယ်အဲ့တော့အယံမဲ့ခောဤတတိပဋ္ဌာန်ကျင့်စဉ်ဟာယတိရံသတ္တရောတတိပဋ္ဌာနာတတိပဋ္ဌာန်တရား၄ပါးလို့ဆိုတဲ့အယံမေကောဒီကျင့်စဉ်ဟာပုပ္ပဘာကမဲ့ကိုပြောတာသောတပတိမဲ့တဂရဂါမိမဲ့အနာဂါမိမဲ့တွေကိုပြောတာမဟုတ်ဘူးအဲ့ဒီသွားဖို့ရာအတွက်တတိပဋ္ဌာန်ကျင့်စဉ်အဲ့ဒီတတိပဋ္ဌာန်ကျင့်စဉ်သည်အရိယာမဲ့ကိုရောက်ဖို့ရာအတွက်တချောင်းဤသောလမ်းပဲတခုဤသောလမ်းပဲအဲ့ဒီမှာတခုဤသောလမ်းဆိုတာကိုအထက်ကရာ၅မျိုးတောင်ဖွင့်ပြထားတယ်နော်အတူချုပ်ပြောရလို့ရှိရင်ဟိုဧကမေခောအယံမေခောနထွိတာပဋ္ဌဘုဒ္ဓလမ်းနှစ်သွယ်မရှိဘူးတစ်ချောင်းနဲ့ပဲနော်ဟိုလမ်းဒီလမ်းမရှိဘူးဒီတလမ်းနဲ့ပဲလမ်းမားစရာအကြောင်းမရှိဘူးဒီလမ်းကပဲရှောက်လမ်းဆုံးရင်ရောက်လိမ့်မယ်ဒီလမ်းကပဲရှောက်လို့ဆိုတာဒါဟုတ်ဧကယေနောဆိုတခုတည်းသောလမ်းဒါအဓိပ္ပာယ်တစ်ခုနောက်တစ်ခုကြတော့ဘာတော့ဆိုလို့ရှိရင်တယောက်တည်းသွားရမယ်လမ်းနဲ့နှစ်ယောက်မသွားနဲ့ဒီလမ်းသွားခြင်းနော်ငှက်ဖြစ်ရင်လည်းတခိုင်းနဲ့သွားမလုံးနဲ့အဲ့တော့နိဗ္ဗာန်သွားတယ်ဆိုတာတယောက်တည်းသွားတယောက်တည်းသွားတယ်ဆိုတာတရားကျင့်တယ်ဆိုတာတယောက်တည်းကျင့်ရနော်အနည်းဆုံးစိတ်တဝိဝေကကာယဝိဝေကဆိုတာဖြစ်ရတယ်အဲ့ဒါကြောင့်မို့တယောက်တည်းရှောက်ရမယ်လမ်းနဲ့ဒီလမ်းအပေါင်းနဲ့အသင်းနဲ့အပျော်နဲ့အပါးနဲ့လာပြီးတော့လက်တွဲပြီးသွားကြရအောင်လို့ပြောလို့မရဘူးတရားတယောက်တည်းရှောက်ရမယ်လမ်းကိုသွားမှကိုရောက်မှာနော်ကိုရောက်မှကိုသွားမှကိုရောက်မှာသူ့ကိုတွဲလိုက်မယ်ဆိုလို့မရဘူးဒါတွဲလိုက်လို့မရဘူးဒီလမ်းကိုယ်တိုင်ရှောက်မှရတဲ့လမ်းမို့ဒါမို့တယောက်တည်းရှောက်ရမယ်လမ်းနဲ့နောက်အဓိပ္ပာယ်တစ်ခုอ่ะတယောက်တည်းရှောက်ရမယ်လမ်းနောက်တစ်ခုကမြတ်ဗုဒ္ဓဤလမ်းဧကတ္တလောကမှာတယောက်တည်းရှိတယ်တစ်ခုတည်းရှိတယ်ဆိုတာတွေကဘာတွေတုံးလို့ဆိုရင်
လဆိုတာလည်းတစ်ခုတည်းပဲရှိတယ်ဒီစัจ java လာပြောတာပေါ့နော်နေဆိုတာလည်းတစ်ခုတည်းပဲရှိတယ်အဲ့တော့ဘုရားဆိုတာလည်းဒီစัจ java လာမှာတစ်ခုတည်းပဲရှိတယ်ဒါမို့ဧကယနာဆိုတာဧကဆိုတာအမတမအမြတ်ဆုံးသောတဆူတည်းဖြစ်သောမြတ်စွာဘုရားရဲ့အယနာလမ်းဘုရားရဲ့လမ်းစဉ်မှာတဲ့ဒါကိုဒီလိုလဲဆိုတယ်ဒါဖြစ်နိုင်တာတွေကိုဖွင့်ပြတာနောက်နံပါတ် 4ကျတော့ဗာပြောတော့ဆိုဒီဟာကအဲ့တော့ဧကယနာဆိုတာကဒီအဆုံးအမတစ်ခုတည်းမှသာရှိတဲ့လမ်းဗုဒ္ဓသာသနာတော်တစ်မျိုးတည်းဗုဒ္ဓသာသနာတော်တစ်ခုတည်းသောဗုဒ္ဓသာသနာမှသာသွားနိုင်တဲ့လမ်းဒီပြင်အဆုံးအမတွေမှာဒီလမ်းမရှိဘူးလို့ဆိုလိုတယ်နော်ဒီပြင်ဘာသာတွေမှာဒီလမ်းမရှိဘူးဗုဒ္ဓဘာသာမှသာဒီလမ်းရှိတယ်တဲ့ဧကယနောတစ်ခုတည်းသောလမ်းဆိုတာဒီဘာသာတရား၌သာလင်ဒီလမ်းရှိတယ်တစ်ခုတည်းသောအဆုံးအမမှသာရှိတဲ့လမ်းလို့နောက်တစ်ခုကြတော့ဧကယနောနိဗ္ဗာန်ကိုသွားတဲ့လမ်းတစ်ခုတည်းသောနိဗ္ဗာန်ကိုသွားတဲ့လမ်းဘယ်သွားရောက်မှနိဗ္ဗာန်ပဲနော်တစ်ခုတည်းသောစခန်းတစ်ခုတည်းသို့ရောက်နိုင်တဲ့လမ်းတောင်ကသွားမြောက်ကသွားရှေ့ကသွားရွှေဒဂုံဘုရားကြီးမှာစောင်းနှံလေးတွေရှိတဲ့ဘယ်လမ်းတက်ပေါ်ရောက်တော့ရွှေဒဂုံဘုရားပဲရောက်မှာပဲလေတခုတည်းကိုရောက်နိုင်တဲ့လမ်းနိဗ္ဗာန်ဆိုတဲ့တခုတည်းကိုရောက်နိုင်တဲ့လမ်းလို့အဲ့ဒါလိုအဓိပ္ပာယ်မျိုးစုံဖွင့်ပြထားတာရှိတယ်ပေါ့ဒါကအထက်ကထာလေးကဖွင့်ပြတဲ့ကောက်ချက်ကလေးတွေကဲကောင်းပြီဒီကနေ့နေ့ပိုင်းပို့ချချက်ဒီလောက်ပဲညာနာကြအောင်